Welcome to JE Dhamma channel. May you find peace and wisdom here. 16ခုနှစ်ကစုံလာသန်း6ရက်တနင်္ဂနွေနေ့4ရက်5လ2014စင်ကာပူနိုင်ငံစိန့်ကျွန်းကြီးမှာ5ကြိမ်မြောက်မဟာစီဝိပဿနာလုပ်ပေး10ရက်တရားစခန်းပွဲကြီးရဲ့3ရက်မြောက်တဲ့နေ့ညာဝိယဓမ္မပူဇာတပည့်မှာယောဂီသူတော်ကောင်းများအတွက်ဓမ္မပဒယမကဝတ်မှာလာတဲ့စက္ခုပါဠမထေဝတ္ထုကိုခြေခံပြီးတော့ဟောကြားမယ်ဘဝတန်တရားဆိုတဲ့တရားတော်ဘဝတန္တရာဆိုတော့ဘဝတန္တရာဥတုခရဲ့ဘဝတန္တရာရှားရောက်တယ်လို့ဖြစ်သွားတာပေါ့လေပရမဩဒုံသစ္စာဆိုပြီးတော့မေတ္တာပို့ကြရအောင်ယောသဝတ္တတတံဇီဝေဒုတ်တိလောအတ္တမဟိတောဧကဟံဇီဝိတံတေယောတိလဝန္တတဇာယိနောဧတေနာသစ္စာဝိစေနာဒုက္ခိတာဟွန်တုပါဏိနောယောသအကျင့်ပုဂ္ဂိုလ်သည်ကဒုတ်တိလောတိလမရှိပါပဲလျက်ဝတ္တတတံနှစ်တရားတို့ကာလပတ်လုံးဇီဝေယမပြည့်အစဉ်အသက်ရှင်ပြီးတော့နေရစေကမူနတ်တေယောမမြတ်တတပုဂ္ဂလတတိလမရှိသောထိုပုဂ္ဂိုလ်တဦးတယောက်ဤဇီဝနတော်နှစ်ပေါင်း100ကျော်သက်ရှိပြီးတော့နေရခြင်းတဲ့တိလဝန္တတကိုယ်နဲ့နှုတ်ကိုထိန်ချုပ်လုံခြုံတိလဂုံနှင့်ပြည့်စုံသောပုဂ္ဂိုလ်တဦးတယောက်ဤဧကဟံဇီဝိတံတနေ့တရက်တဏ္ဍနဲ့ကလေးမြအသက်ရှင်ပြီးတော့နေရခြင်းကသာလျှင်တေရောမြတ်လှပါပေဧတေနာသစ္စာဝိစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်၍ဟုတ်မှန်သောဒေသနာသစ္စာစကားကိုမျက်စုပူဇော်ရလေသောကြောင့်သာတဝေနာတရားချေခင်စိတ်ကောင်းဝိညာကုန်သောသင်သူတော်သင်တရားနာပရိသတ်ပေါင်းတို့နှင့်သဟတကွပါဏိနောလူရရနဖျားဖျားပြမမကျွင်းခပင်ဥဒ္ဒုံအလုံးစုံကုန်သောဇနာတတဝါဟုနတ်လူပြမပေါင်းများစွာတို့သည်များစွာတောင်းတောင်းတတဝါပေါင်းတို့သည်နေဗျာစဘေယံခတ်သိမ်းတို့မှလည်းကင်းကြီးကြကုန်သည်ဟွန်းသူဖြစ်ကြပါစေကုန်သတည်းနေဒုက္ခဆာဆင်းရဲခတ်သိမ်းတို့မှလည်းကင်းကြီးကြကုန်သည်ဟွန်းသူဖြစ်ကြပါစေကုန်သတည်းအာတောကာသမညုမမိန်တကိုရှင်၍ဆိုရင်မနောင်ကြောင်းကြပူဆွေငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်းသူဖြစ်ကြပါစေကုန်သတည်းဟွန်းသူယနေ့ကသာနိဗ္ဗာန်ရသည်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ဉာဏ်ဉာဏ်မမချမ်းဉာဏ်သာသာဖြင့်သူတော်ကောင်းတရားတွေကိုစတဲ့တပိုးကြိုးစားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းသာသနာ့တွင်မှာလူဖြစ်ရတာအမတန်ရခဲ့တယ်သာသနာ့တွင်တရားတွေကြားနာရဖို့လည်းပဲအမတန်ရခဲ့တဲ့သာသနာ့တွင်မှာလူဖြစ်တော်လည်းပဲတမ္မာဒိဋ္ဌိလူမျိုးဖြစ်ရအမတန်ဖိုးတန်တယ်မိစ္ဆာဒိဋ္ဌိဖြစ်သွားရင်လူဖြစ်ရကြုံမနာဘူးတမ္မာဒိဋ္ဌိလူမျိုးလည်းဖြစ်ရတယ်သာသနာတော်ကြီးနဲ့လည်းကြုံကြရတယ်သာသနာ့တွင်တရားတွေဟောပေါ်ညွှန်ကြားပြသတဲ့ဆရာသမားတွေနဲ့လည်းတွေ့ကြုံရတယ်တန်ရခဲ့တဲ့တရားတွေနောက်တစ်ခါအဲ့ဒီတရားတွေကိုထောင်နိုင်တဲ့ဉာဏ်နာရှိဖို့လည်းပဲခဲရင်တယ်သာသနာ့တွင်လည်းကြုံတဲ့တမ္မာဒိဋ္ဌိလူမျိုးလည်းဖြစ်တဲ့သာသနာ့တွင်တရားသစ္စာတရားတွေကိုဟောပေါ်ညွှန်ကြားပြသတဲ့ဆရာသမားတွေနဲ့လည်းတွေ့တဲ့ခဲရင်တရားတွေအဲ့လိုသစ္စာတရားတွေဟောပေါ်ညွှန်ကြားပြသတဲ့အခါမှာထောင်နိုင်တဲ့ဉာဏ်နာဆိုတာနားလေသဘောပေါက်ဖို့ဆိုလိုရင်းကိုနားလေသဘောပေါက်ဖို့ခဲရင်နဲ့အဲ့ဒါကဆိုလိုရင်းကိုနားလေသဘောပေါက်ပြီးတော့သိတဲ့အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ဖို့လည်းပဲခဲရင်နဲ့ကျင့်တဲ့အတိုင်းလည်းပဲရဏမြတ်သုံးပါးကိုတရားနဲ့ပူဇော်နိုင်ဖို့
ဆိုလိုတာကတော့တရားဥတရားမြတ်တွေရဖို့ခဲရင်နေတဲ့စင်ပေါ့တခါတော့ကလိပ်ဆွေမင်းသားတွေပေါ့လေသူတို့ရခဲ့တဲ့တရားတွေဆွေးနွေးကြအဲဒီတရားတွေဆွေးနွေးကြတော့တယောက်နဲ့တယောက်အပြေမှန်မရအောင်အဲ့ဒါဒီနေရာမြတ်စွာဘုရားကြွသွားလို့ရှိတယ်ဆုံးခံကြွလို့ရှိရင်လူတယောက်ကိုမှားထားတယ်မြတ်စွာဘုရားကြွသွားရင်ပြင်ခဲ့ပါတို့တော့မှဆွေးနွေးပွဲအကြောင်းနဲ့တယောက်အပြေမပေါ်သေးဘူးအမှန်မယူနိုင်သေးဘူးပဲမြတ်စွာဘုရားရဲ့တရားနာခြင်းနဲ့အဲ့လိုမှားထားပြီးတို့ဆွေးနွေးကြတို့ရခဲ့တဲ့တရားတွေဆွေးနွေးကြတယ်တယောက်ကရှင်ရဏရခဲ့တယ်တယောက်ကမြင်းရဏရခဲ့တယ်တယောက်ကမိဖုရားယရဏတယောက်ကပရမယယရဏတယောက်ကတထေကြီးယရဏတယောက်နဲ့တယောက်ဆွေးနွေးလို့ဖြေမှန်မရဘူးပေါ့မြတ်စွာဘုရားကြွလာတဲ့အခါကျတော့မှဒါတွေကခဲရင်တဲ့တရားတွေမဟုတ်ပါဘူးတဲ့ဒါတွေရဘူးပါတယ်ခဲရင်တဲ့တရားကသာသနာတော်ကြီးနဲ့တွေ့ကြုံမှုခဲရင်တဲ့သာသနာတွင်တရားတွေကြားနာရဖို့သာသနာတွင်တရားတွေဟောပေါ်ညွှန်ကြားပြသတဲ့ဆရာသမားနဲ့တွေ့ဖို့ခဲရင်တဲ့အဲ့လိုဟောကြားတဲ့အခါမှာထောင်နိုင်တဲ့ဉာဏ်နာရှိဖို့ခဲရင်နဲ့နားနဲ့သဘောပေါက်တဲ့အတိုင်းကျင့်ပြဖို့လည်းခဲရင်နဲ့ကျင့်တဲ့အတိုင်းနဲ့တရားဥတရားမြတ်ရဖို့ခဲရင်နဲ့အဲ့လိုမြတ်စွာဘုရားမိန့်ကြားအဲ့တော့သူတော်ကောင်းတို့ကသာသနာတော်ကြီးနဲ့လည်းတွေ့နေတဲ့သစ္စာတရားတွေလည်းမကြာခဏကြားနာနေရတယ်ဓမ္မဗဟုသုတတွေထိုက်လျောက်ရှိနေကြတော့ထောင်နိုင်တဲ့ဉာဏ်နာလည်းပဲထိုက်လျောက်ရှိကြတာပဲကိုယ်တိုင်လည်းပဲကျင့်ကြံကြိုးကိုအားထုတ်နေကြတော်တော်လေးပြည့်စုံနေကြဆက်ပြီးကြိုးစားအားထုတ်မယ်ဆိုရင်ဒီဘဝမှာရနိုင်တယ်ဒီဘဝတကယ်လို့အကြောင်းမငြင်းညွတ်လို့မရရင်လည်းပဲနောင်လာလက်တဘဝတွေမှာရဖို့အားကြီးတဲ့အထောက်ပံ့ဖြစ်တယ်ရခဲ့တဲ့တရားတွေအကုန်လုံးစုံနေတယ်ရနေတယ်ဆိုတော့သူတော်ကောင်းတို့ဘာဖြစ်ရဝမ်းသာကြရပဲဝမ်းလဲဝမ်းသာရမယ်ကြိုးလဲကြိုးစားရလူလောကမှာပစ္စည်းဥစ္စာတွေရှာဖွေကြဇနိခင်မွန်တွေရှာဖွေကြဘဝတိုင်းဒီလုပ်တရားလုပ်လာတာဘာမှမထူးဆန်းဘူးကြားတဲ့ခါလဲရတယ်မရတဲ့ခါလဲမရရလည်းပဲဒုက္ခပဲမရလည်းပဲဒုက္ခတဏှာဝဆင်းရဲကမလွတ်မြောက်နိုင်ဘူးအဲ့ဒီဒုက္ခတွေဖန်မှန်ထထခံစားလာရတော့လည်းပဲတရားဓမ္မအသိအမြင်မှန်မှန်ကန်ကန်မရသေးတော့ဒုက္ခကိုဒုက္ခမှမသိတော့ဘာဖြစ်လဲမသိတော့ဒီဒုက္ခရောက်ကြောင်းမဲ့ဆက်ပြီးတော့ကြိုးစားနေကြတာပဲကိုရခဲ့တဲ့တရားတွေရနေတော့မှထောင်နိုင်တဲ့ဉာဏ်သားရှိနေတဲ့အခါမှာကျင့်ပြအောင်ဆက်ကြိုးစားပါဥပမာလူလူတယောက်ဟာဉာဏ်လဲကောင်းတယ်အသက်အရွယ်ကလည်းငယ်သေးတယ်စာရီပါတွေသင်လိုက်ရင်ရနိုင်ကြိုးစားလိုက်ရင်စာရီရနိုင်မသင်လည်းမသင်ဘူးမကြိုးစားလည်းမကြိုးစားဘူးဆိုရင်သူဉာဏ်ဘလောက်ပဲကောင်းရပါတော့မလားအဲ့ဒီလိုပဲဘုရားတို့သူတော်ကောင်းတို့ဘဝအဆက်ဆက်ကကြိုးစားပြီးတော့ပြုထားတဲ့ကုသိုလ်ကံတွေကြောင့်သာသနာတော်ကြီးနဲ့လည်းတွေ့တဲ့တမ္မာဒိဋ္ဌိလူမျိုးလည်းဖြစ်တယ်သစ္စာတရားတွေဟောပေါ်ညွှန်ကြားပြသတဲ့ဆရာသမားတွေနဲ့လည်းတွေ့ကြုံရတယ်ကိုယ်တိုင်လည်းပဲထောင်နိုင်တဲ့ဉာဏ်နာလည်းရှိကြတယ်ကြိုးစားရင်ခုနလူငယ်လူရွယ်လူစာကြက်ရင်ရမယ်ကလေးကျောင်းမတက်ရတော့စာမကြက်ရတော့စာမရသလိုဘုရားတို့သူတော်ကောင်းတို့အခွင့်အရေးတွေအကုန်လုံးရနေတယ်ဉာဏ်ပညာလည်းထိုက်လျောက်ပါကြသို့တော်လည်းပဲဆက်မကြိုးစားလို့ရှိရင်ရသင်ရတတ်တဲ့တရားဥတရားမြတ်တွေရပါမလားမရပါဘူးရသင်ရတတ်တဲ့တရားဥတရားမြတ်တွေရနိုင်ပါရဲ့သားနဲ့တို့လွဲခဲ့ချော်ခဲ့တာတွေအသင်္ချေအနန္တပဲသာသနာတော်ကြီးနဲ့မတွေ့လို့လွဲခဲ့တာတွေလည်းအသင်္ချေအနန္တတွေ့တော့တွေ့ပါတယ်တဲ့တွေ့ပေမဲ့လို့အဝိဇ္ဇာတဏှာခိုင်းတာကြီးပဲလုပ်နေရတရားလည်းမနာရတရားလည်းအာမထုတ်ပါတွေ့ပြီးတော့လွဲတဲ့အလွဲတွေကလည်းသင်္ချေနန္ဒနောက်တစ်ခါတိတ်ပြီးတော့လွဲတာလည်းရှိသေးတယ်တိတ်လွဲဆိုတာကုသိုလ်အခြေအနေမျိုးပေါ့
သာသနာတော်ကြီးနဲ့လည်းတွေ့တယ်ထောင်နိုင်တဲ့ဉာဏ်သားလည်းပဲရှိတယ်ဆရာသမားတွေလည်းရှိတယ်ကြိုးစားရင်မဲ့ဉာဏ်ဖုံဉာဏ်ရနိုင်ပါရဲ့သားနဲ့အဲ့ဒါတရားဘက်ကိုဦးစားမပေးဘဲနဲ့လောကီဘက်ကိုဦးစားပေးလိုက်တဲ့အခါကျတော့ဟောလွဲသွားတရားထုတရားမြတ်တယ်အဲ့လိုလွဲခဲ့တဲ့အလွဲတွေဟာမရင်မတွက်နိုင်တော့ဘူးအခုလာတွေ့နေပြီမလွဲအောင်ကြိုးစားဒါကြောင့်မလို့တရားနာတယ်ဆိုတာကုသိုလ်ရရုံမဟုတ်သာသနာ့ဘက်မှာတော့တရားနာတယ်ကုသိုလ်ရဖို့ဓမ္မသဘာဝနာကုသိုလ်ရရုံလေးအတွက်နာတာမဟုတ်ဘူးဟောတဲ့လူလည်းဒီတိုင်းပဲကုသိုလ်ရရုံအတွက်ဟောတာမဟုတ်ဘူးဘယ်အတွက်လဲဆိုတော့မဉ္ဇဉ်ဘုံဉဏ်နိဗ္ဗာန်ရောက်ကြောင်းနီလန်းခေါင်းပိုင်မိုင်နိုင်သိဖို့ကျင့်ဖို့အဲ့ဒီအတွက်နာကြရတယ်ဟောကြဟောတဲ့သူကလည်းပဲဟောရင်နဲ့စေတနာမေတ္တာဓာတ်ဟောတော့နီလန်းတွေပိုသိကျင့်နိုင်အောင်လည်းပဲရည်ရွယ်ရနာတဲ့သူကလည်းပဲဒီတိုင်းပဲလွတ်လန်းကျွတ်လန်းသန္တရာဝဆင်းရဲမှလွတ်လန်းကျွတ်လန်းမဉ္ဇဉ်ဘုံဉဏ်နိဗ္ဗာန်ရောက်ကြောင်းနီလန်းခေါင်းတွေကိုသိအောင်ရှိဘူးတဲ့အနေနဲ့နီလန်းတွေကိုနားလည်အောင်သဘောပေါက်အောင်အဲ့ဒီအတွက်နာကြားခြင်းဖြစ်တယ်ကုသိုလ်ကတော့ပါသွားတာပဲဒါနသီလဘာဝနာတွေလုပ်နေကြတာနိနာနေတယကျွမ်းကျွမ်းကျင်ကျင်မှန်မှန်ကန်ကန်သိဖို့လိုတယ်အဲ့ဒီအတွက်တော်ကောင်းတရားတွေကိုနာကြားခြင်းဖြစ်တယ်ဒုက္ခတရား၅ပါးပရမအောင်ဆုံးမှတ်မိသွားပြီသာသနာတော်ကြီးနဲ့တွေ့ဖို့ခဲရင်နဲ့သာသနာတွင်တရားတွေကိုဟောပေါ်ညွှန်ကြားပြသတဲ့ဆရာသမားနဲ့တွေ့ဖို့ခဲရင်နဲ့ထောင်နိုင်တဲ့ဉာဏ်အားရှိဖို့ခဲရင်နဲ့သိတဲ့အတိုင်းကျင့်နိုင်ဖို့ခဲရင်နဲ့ကျင့်တဲ့အတိုင်းတရားတို့တရားများရဖို့ခဲရင်နဲ့တော်ကောင်းတို့ဘယ်နှပါပါလဲခဲရင်တရား၅ပါးမြတ်စွာဘုရားတရားမနာခင်တော့ကတော့အစဉ်ယရနာတို့မြင်းယရနာတို့မိဖုရားယရနာတို့တထေးကြီးယရနာတို့ဗရမ ्या ယရနာတို့အဲ့ဒါတွေတောင်းတကြတယ်အဲ့ဒါတွေရခဲ့တယ်ဆိုပြီးတော့သူတို့ထင်ကြီးကြမြတ်စွာဘုရားရောက်လာတော့အဲ့ဒါတွေရခဲ့တာတွေမဟုတ်ပါဘူးခဏခဏရနေတာတွေပါပဲဒါရခဲ့တဲ့အရာတွေမဟုတ်ဘူးရခဲ့တဲ့ကခုန၅မျိုးသာသနာတော်ကြီးနဲ့တွေ့ဖို့အမတန်ခဲရနဲ့ဘုရားတဆူပွင့်မှုကြားကြီးပဲဘုရားတဆူပဲအန္တရကတက္ကမှာတဆူပဲပွင့်အန္တရက64ကကိုအသင်္ချယကတက္ကလို့ခေါ်တယ်အသင်္ချယက4ကကိုမဟာကတက္ကတကဘာအန္တရကတက္ကဆိုတာကသုတ်ကတက္ကတစုံကိုအန္တရကတက္ကလို့ခေါ်တယ်အသင်္ချယရန်ကနေတဖြည်းဖြည်းတက်တန်းနေဆုပ်လာ10နှစ်တန်းအထိရောက်အကုန်လုံးတေးကြကြေကြပျက်စီးကြအဲ့ဒီကနေပြန်တက်သွား20တန်း40တန်း80တန်း160တန်းတက်သွားဟိုးအသင်္ချယရန်ပြန်ရောက်အဲ့လိုသုတ်ကတက္ကတစုံကိုအန္တရကတက္ကလို့ခေါ်တယ်အဲ့ဒီအန္တရကတက္ကမှာဘုရားတဆူပဲပွင့်တယ်နှစ်ဆူမပွင့်ဘူးတို့အခုဗဒ္ဒခဘာမှာဘုရား5ဆူပွင့်ကတ္တပမြတ်စွာဘုရားသခင်ပွင့်ခဲ့တဲ့အန္တရက2000နန်းမှာပွင့်တယ်2000နန်းနေဆုပ်လာလိုက်တာ100တန်းမှာခေါတော်မြတ်စွာဘုရားပွင့်တာမဟုတ်ဘူး100တန်းမှာမပွင့်သေးဘူးဘာဖြစ်လို့ဆိုပြန်တက်ရအောင်ပါကတ္တပမြတ်စွာဘုရားသခင်ပြိဋိဘံစံပြီးနောက်သာသနာတွေပဆုပ်လာလိုက်တာ10နှစ်တန်းအထိရောက်10နှစ်တန်းအထိရောက်ပြီးတော့မှပြန်တက်20တန်း40တန်း80တန်းပြန်တက်တယ်ဟိုးအသင်္ချယတန်းပြန်ရောက်အသင်္ချယတန်းမှာတခါပြန်ဆုပ်လာနှစ်တရားတစ်နှစ်တရားတစ်နှစ်ဆုပ်လိုက်တာအနှစ်တရားတန်းကြတော့မှဦးဇင်းတို့မြတ်စွာဘုရားပွင့်တာခုတို့က85နှစ်တန်းမရှိတော့အခုရမတိယမြတ်စွာဘုရားဟာနောက်ဟိုးဘက်အသင်္ချယတန်းပြန်တက်အောင်မယ်10နှစ်တန်းပြီးတော့ပြန်တက်အောင်မယ်တိုက်ပြန်ဆုပ်လာပြီးတော့တသိန်းတန်းကြမှာအဲ့တော့ဘုရားတဆူနဲ့တဆူ5ဆူပွင့်တယ်ပဲထားပါဒီဘဝမှာ5ဆူပွင့်တယ်ဒီကဘာမှာအများဆုံးပဲ
အဲ့ဒီ၅စုပွင့်တာဘယ်ချိန်မှာပွင့်တာလဲဆိုတော့အန္တရက64ကတ်ထဲမှာပွင့်တာအန္တရက64ကတ်ကိုအသင်္ချယကတကတ်အသင်္ချယက4ကတ်ကိုတကဘာအသင်္ချယက4ကတ်မှာလဲ3ကတ်ကပြက်နေတာရဲ့ပြက်တဲ့အတိုင်းတည်နေတာရဲ့ပြန်ဖြစ်တာရဲ့အဲ့ဒါနဲ့ပဲအချိန်ကုန်တာပဲလူတွေမရောက်နိုင်သေးဘူးအဲ့ဒီသင်္ချယကတကအန္တရက64ကမှာအခုကဘာမြေကြီးတွေပါတွေပေါ်ထွန်းပြီးတော့လူတွေရောက်လာတယ်ဘယ်ကရောက်လာလဲဗြဟ္မပြည်ကရောက်ပထမဗြဟ္မာကြီးတွေလူပြည်ရောက်လာတဲ့အခါမှာဗြဟ္မာကြီးတွေဟာတခိုးနဲ့ပဲသွားလာနေကြတာကိုရောင်ကိုဝါတွေနဲ့ဒါလိုလျှက်စစ်မိတွေပါတွေပဲရှိအောင်လဲဗာမီမှမရှိဘူးကိုရောင်ကိုဝါတွေနဲ့သွားလာနေရီလာတွေတော့မရှိသေးဘူးနောက်ကျမှမြေစီဩဇာတွေကိုသွားစားမိတာနဲ့ပဲကိုရောင်ကိုဝါတွေပျောက်သွားနောက်တောင်းတတော့မှနေတွေပေါ်လာနောက်လတွေပေါ်လာနောက်ကြတော့မှမြို့သားမြို့သမီးဖြစ်လာမြောက်တရားဖြစ်လာတာမဟုတ်ဘူးနော်တို့အောင်မြောက်တရားဖြစ်တာလည်းမဟုတ်ဘူးအာဒံဧဝကဖြစ်တာလည်းမဟုတ်ဘူးဘုရားသခင်ဖန်ဆင်းတာလည်းမဟုတ်ဘူးဗြဟ္မာကြီးဖန်ဆင်းတာလည်းမဟုတ်ဘူးကဘာပြက်ခဏီမှာလူတွေအကုန်လုံးမေတ္တာတရားတွေပွားများကြတဲ့တတ္တဝါတွေဟာဇန်တွေဝင်စားကြနတ်တွေကနှိုးဆိုတာနဲ့အဲ့ဒါအကုန်လုံးဗြဟ္မာပြည်ရောက်ကြတတ္တဝါမှန်သမျှဗြဟ္မာပြည်ရောက်ပြီးတော့ဗြဟ္မာကြီးတွေဖြစ်ကြမိဖြစ်တဲ့ကဘာဆိုလဲမိတွေလောင်ပေါ့လေရေဖြစ်တဲ့ကဘာဆိုလဲရေတွေလွှမ်းမှုအကုန်ပြက်ကုန်လေဖြစ်တဲ့ကဘာဆိုလဲလေတွေဖြတ်ပေါ့ဒီလိုတိုက်ပြီးအကုန်လုံးဟာလာဟင်းကြီးဖြစ်သွားနောက်မှကဘာကြီးပြန်တည်တော့ဇန်အင်အားနေတဲ့ပုံကိုယ်တွေပေါ့လေအကုန်အောက်ကိုပြန်ပြီးလူပြည်ပြန်ရောက်လာတယ်လူပြည်ပြန်ရောက်လာတဲ့အခါကျတော့အဲမြေစီတွေမြေလွာတွေကိုသွားစားမိတယ်နဲ့တဖြည်းဖြည်းရောင်နေမှိန်ပြီးတော့အဲ့ဒီမှာလူဖြစ်လာတယ်လူစဗြဟ္မာပဲဗြဟ္မာကြီးကနေဆင်းသက်ပြီးအဲ့လိုဖြစ်ရကဘာဦးကျမ်းနေမှာရှိပါတယ်မြောက်ကဖြစ်တာလည်းမဟုတ်ဘူးအာရံဧဝဖြစ်တာလည်းမဟုတ်ဘူးဖယားသခင်ဖန်ဆင်းတာလည်းမဟုတ်ဘူးဗြဟ္မာကြီးဖန်ဆင်းတာလည်းမဟုတ်ဘူးလူကံအတိုင်းပဲဇန်နေတဲ့ပုဂ္ဂိုလ်တွေပြန်ကြလာပြီးတော့ဓမ္မလာဖြစ်ကြတာအဲ့တော့နှစ်ပေါင်းအသင်္ချေရတန်းသမုဒိပါလက်ရတောင်ကျွန်းဟာအသက်ရှိတော့လဲနတ်တွေတဲ့အသက်ရှိတယ်တရားမင်းနဲ့အသက်ရှိတယ်အသက်တိုးပြီးဟေးဆိုတော့လဲကြက်ကလေးငှက်ကလေးလိုဖြစ်သွားတာ10နှစ်တန်းရောက်သွားကျန်တဲ့မြောက်ကျွန်းတို့အရှေ့ကျွန်းတို့အနောက်ကျွန်းတို့သူ့တက်တန်းနဲ့သူရှိတယ်မြောက်ကျွန်းဆိုလဲ1000ပေါ့လေတိုးလည်းမတိုးပြီးရောလည်းမရောဒီမြင့်ကျွန်းနေရသူ့တက်တန်းနဲ့သူရှိတယ်ဘယ်လိုလက်ရတောင်ကျွန်းကအသင်္ချေရတန်းထိတက်တဲ့ကြတော့လဲအောက်ပြန်ပြီးဟိုး10နှစ်တန်းထိကြငရဲကြီးရှစ်ထပ်ဆိုတာလည်းပဲဒီဇူဒီပါလက်ရတောင်ကျွန်းရဲ့အောက်မှာရှိတယ်ဒီတောင်ကျွန်းရဲ့အောက်မှာရှိတယ်အဲ့တော့တွေ့ခဲ့ကြုံခဲ့တဲ့တရားတွေရခဲ့တဲ့တရားတွေအခုတွေ့ကြုံနေကြပေမဲ့လို့တရားမနာဘူးတရားမလိုက်စားဘူးဆိုလို့ရှိရင်ခုတွေ့ကြုံနေရတဲ့သာသနာတော်ကြီးတို့သစ္စာတရားတွေတို့ဓမ္မဗဟုသုတတွေဒါတွေဟာတွေ့ခဲ့ကြုံခဲ့တဲ့ရခဲ့တဲ့အဖို့တန်တယ်လို့တောင်းမသိဖို့တန်တယ်လို့ထင်တာရွှေတွေငွေတွေပဲထင်တာကိုလိုချင်တဲ့အမျိုးသားမျိုးသမီးမှဖို့တန်တယ်အောင်မယ်ဒါတသန်တရားလုံးကမှားလာတာပဲဝိပ္ပန္လာတမှားနေတာမှားယွင်းဖြစ်နေမတရားတဲ့သဘောတရားတွေဟာတာယာပွဲအတွင်းသဘောဖြစ်၎င်းမချစ်ခင်ရတဲ့သဘောတရားတွေဟာချစ်ခင်ပွဲအတွင်းသဘောဖြစ်၎င်းဆင်းရဲတဲ့သဘောတရားတွေဟာချမ်းသာပွဲအတွင်းသဘောဖြစ်၎င်းမိလျော့နေတဲ့ပုဂ္ဂိုလ်ကိုအလွန်လွှမ်းမိုးတယ်တုတ်ပါဝါဒမင်းမိကိုကြောင်းပြပြီးမြတ်စွာဘုရားဟောထားတာရှိမြန်မာလူလေးပဲမှတ်ထားဖို့တော်အောင်မတာယာအပ်တဲ့သဘောတရားတွေဟာတာယာပွဲအတွင်းသဘောဖြင့်၎င်းမချစ်ခင်အပ်တဲ့သဘောတရားတွေဟာချစ်ခင်ပွဲအတွင်းသဘောဖြင့်၎င်းဆင်းရဲတဲ့သဘောတရားတွေဟာချမ်းသာပွဲအတွင်းသဘောဖြင့်၎င်းဘသူတွေကိုလွှမ်းမိုးလဲမိလျော့ပေါ်ဆတဲ့ပုဂ္ဂိုလ်တွေကိုလွှမ်းမိုးတယ်မိလျော့ပေါ်ဆတဲ့ပုဂ္ဂိုလ်ကဟောတဲ့သူနာတဲ့သူအကုန်ပါတာပဲ
တို့မေးလျောပေါ်စားလို့မက်တီဖို့ဒီမရသေးတာမလားမက်တီဖို့ဒီမရသေးတော့မตายရတဲ့အာယုံ၅ပါးကာမဂုဏ်တရားကိုตายရတယ်မချစ်ခင်အပ်တဲ့အာယုံ၅ပါးကာမဂုဏ်တရားတွေကိုချစ်ခင်နေရထားတဲ့ခန္ဓာကိုယ်ကြီးရတကယ်ဒုက္ခသစ္စာကြီးပဲဘုံဘဝတွေအကုန်ဒုက္ခသစ္စာတွေကြီးပဲဒါပေမဲ့လို့ကိုယ်ဘဝလေးနဲ့ကိုပြောနေကြတာပဲဒုက္ခကိုဒုက္ခလို့ထင်နေကြအဲ့လိုအမြင်မှားလမ်းမှားနေလို့ရှိရင်တော့လျှောက်တဲ့လမ်းကမှားရင်တော့ရောက်တာလဲမှားတဲ့နေရာပဲရောက်မှာမနေ့တုန်းကဦးဇင်းတို့သူတော်ကောင်းတို့ရဲ့အတွေးအမြင်ဟာဒီနေ့အကောင်ထဲပေါ်လာအတိတ်တုန်းကဘဝတွေရဲ့အတွေးအမြင်ခုဘဝမှာအကောင်ထဲပေါ်လာအတွေးကိုတမ္မာသင်္ကပ္ပပေါ့လေမှန်မှန်ကန်ကန်တွေးရင်တော့တမ္မာပေါ့မှားရင်တော့မိစ္ဆာပေါ့အမြင်ကြတော့ဒိဋ္ဌိမှန်မှန်ကန်ကန်မြင်တမ္မာဒိဋ္ဌိအမှားမြင်လို့ရှိရင်တော့မိစ္ဆာဒိဋ္ဌိပေါ့လုံးလုံးကြီးမမှားတော့လည်းပဲမှားဖို့ဥတီးနေတဲ့အမြင်တွေရှိတယ်လုံးလုံးကြီးမမှားတော့လည်းပဲမှားဖို့အတွက်ဥတီးနေတဲ့အကြံစီတွေရှိတယ်ဒါကြောင့်မလို့ဘဝတန်တရာကြီးဟာမဆုံးနိုင်ဘူးတဲ့ကရုတ်ကင်းလျှော့ဘုရားတို့သူတော်ကောင်းတို့တန်တရာလဲနေကြဘဝတန်တရာရှည်လျားထွေပြသွားခဲ့ရတာပေါ့ဗျာဘဝဆိုတာတရားနဲ့ပြောမယ်ဆိုရင်ဘဝတိတိဘဝတိဖြစ်တတ်၏ဘဝတိဖြစ်တတ်၏ဣတိတသမထို့ကြောင့်ဘဝမိဘာဖြစ်တာလဲဆိုတော့ယုတ်တိနံနေဖြစ်တာယုတ်တိနံနေဖြစ်တယ်ဆိုတော့သူတော်ကောင်းတို့ဘာသစ္စာဖြစ်ပါလဲဒုက္ခသစ္စာဖြစ်တာပဲဘဝဟာဘာလဲဆိုတော့ဒုက္ခသစ္စာပဲအရိယသစ္စာအနေနဲ့ပြောတော့ဒုက္ခသစ္စာပရမတ္ထသစ္စာအနေနဲ့ပြောတော့ယုတ်နဲ့နံသမုဒိသစ္စာအနေနဲ့ပြောတော့လူဘဝနတ်ဘဝဗြဟ္မာဘဝငရဲတိရစ္ဆာန်ပိဋ္ဌာသူရကဲဘဝဒါသမုဒိသစ္စာအနေနဲ့ပြောတာပရမတ္ထသစ္စာအနေနဲ့ပြောတော့ယုတ်နဲ့နံပရမတ်ဆိုတာယုတ်တိနံနေဟုတ်တော်အရိယသစ္စာအနေနဲ့ပြောတော့ဒုက္ခသစ္စာဘဝဆိုတာဘာသစ္စာပရမတ္ထသစ္စာအနေနဲ့ပြောတော့ယုတ်နဲ့နံသမုဒိအနေနဲ့ပြောတော့ဒုဘဝဟာလူဘဝဒါသမုဒိသမုတ်ထားတာဟုတ်လားလူဘဝတန္တရာဆိုတာကအဲ့ဒီဘဝတွေဖန်မှန်ထက်ဖြစ်တာကိုတန္တရာလို့ခေါ်ပညာတန္တရာရှိတယ်ပရမတ်တန္တရာရှိတယ်ပညာတန္တရာက32ဘုံပေါ့ဇလပတ်လေအောက်တန္တရာအလဲတန္တရာအထက်တန္တရာအလဲတန္တရာအောက်တန္တရာအလဲတန္တရာအထက်တန္တရာအလဲတန္တရာအောက်တန္တရာအောက်တန္တရာကနေအလဲတန္တရာအထက်တန္တရာအထက်ကနေအလဲကနေအောက်ကနေအလဲကနေအထက်တော့အောင်တို့သဘောပါရဲ့လားအောက်ရဲ့အလဲရဲ့အထက်အောက်ကနေတန်းပြီးဟိုးအထက်ကိုသွားလို့မရအောင်အောက်ကနေအလဲရမှာအထက်ကလည်းအောက်ကိုဝုန်းဆိုမကြဘူးအထက်ဆိုတာဗြဟ္မာကိုပြောတာတော့အောင်ဗြဟ္မာရူပအရူပဗြဟ္မာအထက်ကနေပြီးတော့အလဲလူပြည်နဲ့ပြည်ပြီးတော့မှဘယ်လေးပါပညာအနေနဲ့ဆိုတာ32ဘုံပေါ့ဘယ်လေးဘုံလူပြည်ရတဘုံနတ်ပြည်ရ6ထပ်9ဘုံ4ဘုံရဲ့9ဘုံရဲ့17ဘုံဗြဟ္မာ20ပေါင်းလိုက်တော့32ဘုံတဲ့အဲ့32ဘုံဇလပတ်လဲနေတာဘာတန္တရာလဲဆိုတော့ပညာတန္တရာပညာထားတာဟုတ်လားပရမတ်တန္တရာဆိုတာကတန္တရာဆိုတာခန္ဓာပါပဲတန္တရာဆိုတာဘာလဲဘဝနဲ့တန္တရာတစ်ထပ်တည်းသုံးတာဘဝတန္တရာဗုဒ္ဓဖယားဆိုဗုဒ္ဓဖယားအတူတူပဲဗုဒ္ဓလည်းဖယားပဲဖယားလည်းဖယားပဲဘဝတန္တရာဘဝလည်းယုံနာပဲတန္တရာလည်းပဲယုံနာပဲဒီဘဝတွေလဲနေတာမလားဒီဘဝတွေလဲတော့ယုတ်တွေနဲ့နေလဲနေတာပေါ့
အဲ့တော့တန္တရာဆိုတာခန္ဓာပါပဲတဲ့ပရမတ်တန္တရာကိုပြောတာပရမတ်တန္တရာကရုပ်တွေနဲ့ဖြစ်ပြီးပြက်ပြီးပြန်ဖြစ်အဲ့ဒါတန္တရာလဲနေတာအဲ့ဒါကဘာတန္တရာလဲဆိုတော့ပရမတ်တန္တရာခုနကတော့30ဘုံလဲတယ်ဆိုတာကပညာတန္တရာပညာနဲ့ဘွဲပါစေနော်တော်ပညာပရမတ်နှစ်ခုဆက်တိတ္တုမမြတ်ဩဒါပညာပြောတာပဲဩဒါပရမတ်ယူရမှာပဲအဲ့လိုခွဲသိလို့ရှိရင်ဒါနသီလသမထလည်းအောင်မြင်စွာလုပ်နိုင်တယ်ဝိပဿနာလည်းလုပ်နိုင်တယ်လောကီကောင်းကျိုးချမ်းသာတွေလည်းရနိုင်တယ်လောကုတ္တရာမဉ္ဇဉ်ဘုံဉာဏ်လည်းရနိုင်တယ်ပရမတ်ဉာဏ်အမြင်တန်လာယံအဝီစီပရမတ်ဉာဏ်တစ်မျိုးတည်းယူမယ်ပညာမပါဘူးဆိုရင်အဝီစီထိကြနိုင်တယ်ဥပမာဆိုတော့အဖေအမေလည်းယုံနာမယ်အတိရစ္ဆာန်တွေလည်းယုံနာမယ်တွားပြီးအဲ့လိုပြစ်မှားလို့ရှိရင်အကြီးကျယ်အကုသိုလ်မဖြစ်ဘူးလားဖြစ်ပါဘူးယင်ထဲမှာသိရမှာဟာကိုတွားမယူပါဘူးယင်ထဲမှာသိရမှာကယုံနာနေကြီးပဲအကုန်လုံးဒါပေမဲ့လို့ဆက်ဆံတဲ့အခါမှာယူသေးရမယ်မိဘကိုတိရစ္ဆာန်တွေလို့တွားဆက်ဆံလို့ရှိရင်အဝေးသတိမရောက်နိုင်ဘူးလားဒါကြောင့်မလို့တချို့ကပရမတ်တ္တကြီးပဲဒါပညာတွေပါကွာပြောလိုက်တယ်ဒါပညာတွေပါပညာနေရာသုံးရတယ်ဆက်ဆံတဲ့အခါမှာပညာကိုသုံးရတယ်ပရမတ်သုံးလို့မရဘူးဒါရုပ်တွေပဲကွာဒါတွေကပညာတွေပါဒါတွေကခေါ်ဝေါ်တွေပါမဟုတ်ပါဘူးသူ့နယ်နဲ့သူသုံးရတယ်တွားပြီးရောသုံးလို့မရဘူးပရမတ်ကယင်ထဲမှာသဘောပေါက်ဖို့ပရမတ်ကဘယ်မှာသဘောပေါက်ဖို့ယင်ထဲမှာသဘောပေါက်ရဆက်ဆံတာကြတော့ပညာနဲ့ဆက်ဆံရမယ်မျိုးသားဆိုမျိုးသားလို့ဆက်ဆံရမယ်အမျိုးသမီးလို့မျိုးသမီးလို့ဆက်ဆံရမယ်ယဟန်ဆိုယဟန်လို့ဆက်ဆံရမယ်အသက်ရွယ်ကြီးတဲ့လူဆိုအသက်ရွယ်ကြီးတဲ့လူလို့ဆက်ဆံရမယ်အဲ့ဒါမှသာနဲ့သီလသိက္ခာထိမ့်သိရရောက်မှာပေါ့အကုန်လုံးရှောက်ပြီးတော့အတူတူပဲဆိုပြီးတော့ပြစ်မှားလို့ရှိရင်အာဟုသူတွေများမှာပေါ့ဒါကြောင့်ပရမတ်တစ်မျိုးတည်းကိုစွတ်ယူလို့ရှိရင်အဝိဇ္ဇိတိကြနိုင်တယ်တဲ့ကွာဇေဒီကြီးကလည်းအုပ်ပါပဲကွာအိမ်သာလည်းအုပ်တွေတဲတွေလှုပ်ထားတာပဲဘာထူးလဲအဲ့လိုသွားယူလို့ရှိရင်အဝိဇ္ဇတိမကြနိုင်ဘူးလားကြနိုင်ပါရဲ့အုပ်သေးချင်းတူပေနဲ့လို့ဌာပနာထားတာဓာတ်တော်တွေကိုဌာပနာထားတာဇေဒီကအိမ်သာဓာတ်တော်တွေရှိရလားလို့ရှိပါဘူးအဲ့ဒါကိုတခါတည်းသွားယူတယ်ပညာနဲ့ပရမတ်နဲ့သူ့နေရာနဲ့သူမယူဘဲနဲ့တခါတည်းသွားယူရင်အဝိဇ္ဇိထိရောက်သွားနိုင်တယ်နော်ဒါကြောင့်မလို့ပညာပရမတ်နှစ်ခုဆက်သိတဲ့သူမှမြတ်သူ့နေရာနဲ့သူသုံးတတ်ရဆက်ဆံရေးကြတော့ပညာနဲ့ဆက်ဆံရတယ်မေတ္တာတို့ကရုဏာတို့နဲ့ဆက်ဆံရင်ထဲမှာသဘောပေါက်ဖို့သိဖို့ကြတော့ပရမတ်ကိုသဘောပေါက်ရပညာတက်တက်ကြီးပဲခင်မင်တွေ့တာနေမယ်ဆိုရင်တန်တရာမလွတ်နိုင်မေတ္တာကရုဏာတက်တက်နဲ့တန်တရာမလွတ်နိုင်မေတ္တာပေါ်ရမယ်မေတ္တာနဲ့ဆက်ဆံရမယ်သို့တော်လည်းပဲဝိပဿနာပညာနဲ့တိုင်ဝန်းစဉ်ကိုဖြတ်ရမယ်တူနဲ့တူကိုညီတာကမေတ္တာနဲ့ကိုညီရအဲ့လိုကိုညီတဲ့အခါမှာကန့်ညှိမှုမရှိအောင်ဝိပဿနာဉာဏ်နဲ့ဒီကန့်ညှိမှုတွေကိုခွာရမေတ္တာမရှိရင်လည်းမကိုညီခြင်းမကိုညီတော့ကုသိုလ်မရဘူးပေါ့ကုတော့ကိုညီပါပြီတူနဲ့တူကိုညီပါပြီဖေးမပါပြီဝိပဿနာဉာဏ်မပါလို့ရှိရင်ကန့်ညှိသွားကန့်ညှိလို့ရှိရင်စက္ကုနှစ်ခုကိုကောနဲ့ကတ်ထားလို့ရှိရင်ခွာဖို့လွယ်ပါတော့မလားအတင်းဆွဲခွာရင်လည်းပြည့်စုံကုန်ပါပဲဟုတ်တယ်မလားအဲ့ဒီလိုပဲမခွဲခွာကြကံကြမ္မာရအတင်းခွဲခွာရရင်လည်းပဲတောကပရိဒီဝဒုက္ခတွေအကြီးကျယ်ဖြစ်ဘူးလားအဲ့ဒါကောနဲ့မကမ်းမိစေနဲ့စက္ကူဒီတိုင်းထထားရင်ကနေထပ်ထားပြီနဲ့လို့ဆွဲလိုက်အသာလေးခွာဆိုဘာမှဟိုဘက်အောက်ကစက္ကူလည်းမပြဲဘူးအပေါ်ကစက္ကူလည်းမပြဲဘူးဒါအမောက္ခကျုပ်ဆရာတော်ဘုရားကြီးဥမာပေးထားတာအဲ့ဒါနားထောင်လာလို့ဟုတ်တယ်ဆရာတော်ဘုရားဥမာပေးတာကောကအထဲတည်းကကောထဲလိုက်လို့ဒီစက္ကူနှစ်ခုကထိကြိုက်သွားတာကောမပါလို့ရှင်ထိကြိုက်เสียမလို့ဒါမေတ္တာနဲ့ချင်းကပ်ရမယ်မေတ္တာကရုဏာနဲ့ချင်းကပ်ရမယ်တဲ့သစ္စာတရားနဲ့ဝိပဿနာတရားနဲ့ပြန်ခွာမယ်